ကချင်ပြည်နယ်လိုက်စားမှာ၄ရက်ကြာညီလာခံကျင်းပခဲ့တဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့18ဖွဲ့ဟာမြန်မာအစိုးရနဲ့ဆွေးနွေးဖို့အတွက်နိုဝင်ဘာ3ရက်နေ့မှာမြစ်ကြီးနားကိုရောက်လာခဲ့ပါတယ်။မြစ်ကြီးနားမြို့ကန်တွေက KIO ဦးဆောင်တဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေကိုမြို့လုံးကျတောင်းတောင်းဖြဖြကြိုးစုခဲ့ကြပါတယ်။မြစ်ကြီးနားမြို့မှာမြန်မာအစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့နဲ့တနိုင်ငံလုံးအပြည့်ခတ်ရစဲရေးအတွက်လိုက်သာသဘောတူညီချက်ကိုဆွေးနွေးကြမှာဖြစ်ပြီးစစ်ပွဲတွေဖြစ်ခဲ့တဲ့ကချင်ပြည်နယ်ကဒေသခံတွေကတော့တိုင်းသားအဖွဲ့အစည်းတွေရဲ့အလံငယ်တွေကိုဝှေ့ယမ်းပြီးဝမ်ပန်းတတာနှုတ်ဆက်ကြိုးစုခဲ့ကြပါတယ်။စစ်ပွဲတွေရပ်ပြီးငြိမ်းချမ်းရေးရောင်ကြီးကိုမြင်တွေ့ကျင်တာမို့စိတ်လှုပ်ရှားဝမ်းသာရတဲ့အကြောင်းနဲ့တိုင်းသားခေါင်းဆောင်တွေကိုကြိုးဆိုတာဘသူရဲ့ဖိအားပေးတိုက်တွန်းမှုမှမပါဘဲဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဒီဒီခုလုံးနဲ့မနောက်ပေါ့နော်။ဘာလို့လဲ။တောင်းတဲ့ဘလိုမှနေနိုင်တဲ့အရင်သားတဲ့အားလုံးရဲ့ဒီကနေ့အားလုံးလည်းရှိနေတော့ဒါဒီလိုနေနေတယ်။နိုင်ငံရေးဥဆောင်ကော်မတီမဖွင့်ကြတဲ့စို့။ဒါခါတဲ့တိုင်းသားပါတီဖွဲ့ပလိုက်တယ်။